မိမိရဲ့ဘဝမှာကိုယ့်ရဲ့ဘဝမှာကြုံလာဆုံလာခဲ့လို့ကြိုးကြောင်တိုက်ဆိုင်ခဲ့ရင်ဘုရားတရားမမေ့ပါနဲ့ကိုမိသားစုမှာဘာပဲပြောဘယ်လိုပဲပြောအကောင်းမထင်အကောင်းမမြင်ဒီလိုဘဝတွေရောက်လာခဲ့ကြုံတွေ့ခဲ့ရင်ကြုံနေရရင်ဘုရားတရားအာကိုအာတာပြုပါဘဝမှာကိုလှုပ်သမျှတွေလွဲချောဖြစ်တယ်ကိုပြောသမျှတွေမအောင်မြင်ဘူးလုပ်ငန်းစည်းဝါးတွေပြတ်နေတယ်ကိုသားသမီးတွေကိုမိသားစုတွေကကိုဘယ်လိုပဲအကောင်းပြောလူရမဝင်ကိုတကနားမထောင်ကိုဝိုင်းပယ်ထားကြကြီးငယ်ပါငယ်တဲ့လူပဲဖြစ်ကြီးတဲ့လူပဲဖြစ်ဒီလိုတွေကြုံတွေ့လာခဲ့ရင်ဖရာတရားကိုမမေ့ထားသင့်ပါဘူးတရားဓမ္မတို့သည်မိမိအတွက်ဒါအဖော်မွန်ဖြစ်တယ်တရားဓမ္မကသင်မကောင်းမှုဝိုင်းပယ်ထားတယ်လို့မရှိပါဘူးเนาะတရားဓမ္မကအကောင်းဆုံးဖြစ်တယ်ဖရာကလည်းအကောင်းဆုံးမိခိုအားထားရာဖြစ်တယ်တန်တရားမှာလည်းဖရာတရားဒါဒီကိုယ့်ရဲ့တန်တရားမှာလက်ပတ်တဲ့အခါမှာအထောက်ပံ့ဖြစ်သေးတယ်လူဘဝမှာတကယ်ကြုံတွေ့ခဲ့ရရင်ကြုံတွေ့နေရရင်ကိုအားငယ်စိတ်တွေတိမ်ငယ်စိတ်တွေဖြစ်လာရင်အာကိုအားထားပြုရမှာဖရာတရားဓမ္မကိုအားထုတ်မယ်ဆိုရင်ဒီဇိုင်းမပြုလုပ်မယ်ဆိုတိမ်ငယ်စရာအကြောင်းရင်းလည်းမရှိဘူးတိမ်ငယ်မှုတွေအားငယ်မှုတွေပြေပြောက်သွားမလိမ့်မယ်အောင်မြင်မှုတွေဖြစ်လာကြောက်စိတ်တွေတိမ်ငယ်မှုတွေနော်ဝမ်းနည်းမှုတွေတရားဓမ္မအားကိုရင်ပျောက်သွားနိုင်ကြုံတွေ့နေရရင်လူဘဝမှာဘယ်ရွယ်ဘယ်စားဘယ်လိုအနေထားမှာပဲရှိတိမ်ငယ်စိတ်တွေဖြစ်လာခဲ့ရင်ကိုဘာပဲပြောကိုအားလူရမဝင်လို့ဖြစ်လာခဲ့ရင်ဖရာတရားကိုမမေ့ပါနဲ့လို့သောပါလားတကယ်လက်တွေ့တွေပြောတာပါနော်ကျုပ်ပြောတာလှုပ်မယုံနဲ့အောင်လက်တွေ့စင်ကျင်ကြည့်ပါဖရာတရားအားကိုးပါ